ဒီကစားသမားဟာညာတောင်ပံကနေဘောလုံးရလိုက်တာနဲ့တပြိုင်နက်အထဲကိုဆွဲဝင်လိုက်ပြီးပြိုင်ဘက်ကိုကြော်ဖြတ်ကနောက်ဘက်စီကိုဘောလုံးပြန်ပေးလိုက်ပါတယ်ဘောလုံးရလိုက်တဲ့ကစားသမားကကွင်းကိုတစ်ချက်ကဲခတ်လိုက်တဲ့အခါမှာတော့သူ့ရှေ့မှာဟာကွက်တစ်ခုရှိနေတာကိုသတိထားမိသွားပါတယ်အဲ့ဒီအချိန်မှာပဲသူ့ရဲ့အသင်းဖော်တယောက်ကလည်းကိုသွင်းဖို့အကောင်းဆုံးအခွင့်ရေးရနိုင်မဲ့နေရာလွတ်စီကိုအချိန်နဲ့ပြေးထွက်သွားတာပါတကယ်တော့သူဟာဒီနေရာကနေကိုရဲကိုတိုက်ရိုက်ကန်သွင်းပြီးကိုယ်တိုင်ကိုရယူလို့ရနေတာပါဒါပေမဲ့သူကတော့ဒီယေကိုဂျိုရာစီကိုပေးလိုက်တာကကိုရဖို့ပိုသေးချတယ်ဆိုတာကိုမြင်နေပါတယ်ဘာကြောင့်လဲဆိုတော့အဲ့ဒီအချိန်မှာကိုသမားကနေရာပြောင်းနေပြီဖြစ်လို့ဂျိုရာအတွက်ကကိုပေါက်လွတ်ကြီးဖြစ်နေလို့ပါဘလူးလော်အဲမှာပြောသလိုမျိုးကိုပဲဗဟိုပြုပြီးဘယ်တော့မှဘောလုံးမပေးဘဲကိုယ်တိုင်ပဲကိုသွင်းရမယ်ဆိုတဲ့အယူဆတွေကလက်တွေ့မှာတော့မှားယွင်းနေတတ်ပါတယ်တကယ်လို့ကိုယ်တိုင်ကဏ္ဍထက်အသင်းဖော်ကိုပေးလိုက်တာကကိုရဖို့အခွင့်အရေးပိုများမယ်ဆိုရင်တော့အဲ့ဒီလိုပေးဖို့တာကအကောင်းဆုံးဆုံးဖြတ်ချက်ပါပဲအဆုံးသတ်မှာတော့ဂျိုရာဟာကိုပေါက်လွတ်ထဲကိုအသာလေးကန်သွင်းပြီး900ယူသွားခဲ့ပါတယ်အခုလိုစိတ်ဝင်စားဖို့ကောင်းတဲ့ဘောလုံးလောကရဲ့အခိုက်အတန့်ဗီဒီယိုတွေကိုတင်ဆက်ပေးသွားမှာမလို့အကောင့်လေးကို follow လုပ်ထားကြပါအောင်နော်